ပြောပါမယ်။ဒါနဲ့တို့ကတော့တို့လည်းဉာဏ်နဲ့ဖြစ်သွားတယ်။ကိုယ်ကဘောသူတယ်အကယ်၍တစ်ခါပြောတာဟာကိုယ့်ရဲ့အထင်ကြီးနဲ့ပို့ပြီးတော့ကောင်းတယ်ဆိုလို့ရှိရင်ဒါကိုလက်ခံရတဲ့ပတ်သက်ရှိအောင်တချို့ကျတော့မဟုတ်တယ်မှသာတယ်ကိုကမှားတယ်လို့ဘယ်တော့မှကိုယ်မခံဘူး။ကိုပြောပြီးတဲ့စကားကိုဒါမှလည်းတစ်ခါပြောတဲ့ဟာမှားတယ်ဆိုတော့ဒီလိုပြဿနာကိုဆိုင်ခြင်းနဲ့ဘာလို့နိုင်နိုင်ဒီလိုများကြ။အဲ့ဘာဖြစ်လို့လဲဆိုတော့အားလုံးဝိုင်းကြတာ။ဒီနေ့ကဒီကိုကိုယုံကြည်မှုနဲ့လို့ပါတယ်။ကိုယုံကြည်မှုရှိတဲ့ဆိုတာပြောင်းဖို့ပဲလို့ဟာဝင်တယ်။ဒါပြောင်းနေခြင်းအဖြစ်ကိုအရှုံးပေးတာမဟုတ်ဘူး။ကိုယ့်ရဲ့ပို့ပြီးတော့ကောင်းအောင်အများကြီးပို့ပြီးတော့ကောင်းအောင်ပြောင်းတဲ့နေရာပြောင်းလာတယ်အဲ့လိုသိချာတယ်။အဲ့တော့ဘာလို့ကျောင်းသားတွေကစာသင်တဲ့အခါမှာကိုပညာတတ်ရုံလို့ဆိုတာဟာကျောင်းသားတွေကပညာတတ်အောင်လုပ်လို့ကျောင်းသားတွေကိုရအောင်လုပ်ဖို့ဟုတ်တကယ်ကိုရလာတဲ့အသိပညာတွေအတတ်ပညာတွေနဲ့အများကိုဘာဖြစ်လို့အများလို့ပြောလဲဆိုတော့ဒီလိုမှတရားဖြစ်နေလို့မရဘူးတရားဖြစ်လို့နေလို့မရဘူးဆရာဖြစ်လို့နေလို့မရဘူးမိသားစုလူတွေနေလို့မရဒီလောကကြီးမှာတခြားလူတွေကိုယ်နဲ့မဆိုင်တဲ့လူတွေနဲ့ဒင်းနေနဲ့ပေါင်းမှာပါပဲပေါင်းနေတဲ့ဒီအလုပ်လုပ်ဒီလောကကြီးမှာချက်ပါလို့ဖြစ်တယ်အဲ့တော့ကိုယ်နဲ့မတူတဲ့လူတွေနဲ့ဒီအမေဆိုင်ပေါ့မတူချင်းကိုဝင်ပါဘူးတူချင်းကိုဝင်တာဘူးဆိုတာဘယ်လိုပြောရလဲဆိုတော့အခုဒီမှာလာလို့ဖြစ်တယ်ဝစ်စုံမျိုးပြရတာကိုပြည့်ကြည့်လို့တော့တမျိုးလေးဆိုပြင်ပြတော့ဒါဒီမှာအခုလည်းဒီမှာနေချင်းဝစ်စုံမျိုးရှိရပေါ့ချင်းတွေနဲ့တောင်ပိုင်းရှိတယ်မြောက်ပိုင်းရှိတယ်မတူကြဘူးပေါ့တခြားဝစ်စုံမျိုးရှိတယ်အဲ့တော့အဲ့လိုမြင်ရတဲ့အခါကျရင်ဘာလို့နိုင်ငံအကြီးအောင်ရှိပါလားဆိုတော့အမှန်ဝိသကြတယ်အဲ့ဒီကမှာငါတို့နိုင်ငံအကြီးအောင်နိုင်ငံရဲ့နိုင်ငံကိုမျိုးပေါင်းဒီနေ့ပေါင်းလို့ရှိတယ်ဒါတကယ်တော့ဝိသကြတယ်ဖြစ်ဒါပေမဲ့ဒီလိုမတူတဲ့ရင်ကျေးမှုကြောင့်ဉာဏ်ဝိတ္တပဋိပက္ခဖြစ်နေတယ်ဆိုဝိသကြတယ်ဟုတ်တော့ကိုယ့်ရဲ့သူ့ရဲ့ဒီလိုဆက်လို့ရတယ်ကျွမ်းတော့ကျွမ်းလို့ရဲ့နိုင်ငံသားတွေချင်းချင်းကြားမှာပြိပက္ခဖြစ်တဲ့အခါကျလို့ရှိရင်ဒီမှာရင်းရစီတွေကိုလည်းအဲ့ဒီရင်းရစီတွေကိုလည်းတစ်ဖက်လိုက်လို့แต่လူတွေကတော့ကိုယ့်ဘက်ကိုလိုက်နေတယ်ဒါပေမဲ့ဒီလိုက်တယ်ဆိုတာဟာအနည်းအားဖြင့်မတည့်တဲ့ဒီကြားထဲမှာပို့ပြီးတော့ဟာပေါင်းလို့ဆိုတယ်ဥပမာဒီငယ်ချင်းတစ်ယောက်ကနေကြော်ကြဖြစ်နေတယ်ဆိုရင်ဒီကတပ်ပြရတယ်တစ်ခက်ကမှပါပြီးတော့ဒီဘက်ကမှလည်းမြင်မှားတယ်သူ့မြောက်ထဲမှာပို့ပြီးတော့ဟောထားတယ်အဲ့ဒီစိတ်ကမှလာတော့ထောက်တချို့ကငါ့ကိုမထောက်ခံလို့ရှိရင်နေဟာငါတကယ်ချင်းပုံပြပြောနေတယ်အဲ့ဒါလည်းဘယ်တော့မှတကယ်ချင်းဆိုတော့မိတ်ဆွေကအမြဲထောက်ခံနေတယ်မဟုတ်မထောက်ခံတဲ့အချိန်မှာမထောက်ခံတာတကယ်မိတ်ဆွေဆိုတော့အဲ့လိုမိတ်ဆွေဆိုတာကိုယ်လိုချင်တာအမြဲလုပ်တဲ့ပုံပေါ်မှာမှန်ကန်ဖြောင်းမှသက်သာတယ်ဒါပေမဲ့တစ်ခါတည်းသူကိုယ်တိုင်ကလည်းကိုယ့်ဘက်ကနေပေးရှင်နေတယ်မပေးရှင်ဘူးလို့ထင်လို့ရှိရင်မပေးတာဒါဟာမိတ်ဆွေဖြစ်တယ်ဒါတော့နိုင်ငံပြည်မှုအများတိုက်တဲ့အလုပ်တွေအများလုပ်နေတာနိုင်ငံကိုပြည်ပြည်နေနေနိုင်ငံကိုနေနေနေတာတစ်ခါဆောင်ကြလို့ရှိရင်အများကြီးခက်တယ်လို့လုပ်နေတယ်အများရဲ့အကြိုက်ကြီးပဲအများလုပ်နေခြင်းတွေဒါတော့ချက်သွားတယ်ဒီနိုင်ငံကလုပ်တယ်တို့ညာတဲ့မတူညီတဲ့ဘောရည်ယူနေတယ်ကတော့ဒါဒီငယ်လေးကဒီအဖြစ်နောက်တစ်ခုကလည်းကိုမားတဲ့ခြင်းကိုတောင်းမှမို့ဘယ်တော့မှဝင်မနေပါဘူး။မဟုတ်တဲ့နေရာမှာမာနကိုထားတာ။ကိုကမှားတယ်ဆိုရင်များတောင်းမှလိုက်တယ်အဲ့ကိစ္စများပြီးတယ်နော်။အဲ့ဒီနေ့တောင်းမှမယ့်ကိစ္စနောက်တစ်နေ့အတွက်ဆိုင်ပို့တော့အဲ့ဒါကြောင့်မလို့ဒီသက်ဆိုင်ရေးအတွက်အဲ့ဒါကိုပဲသူပဲဆက်ပြီးတော့အခုကျွန်တော်ကခမာလိုပြောနေတာပေါ့ခမာလိုပြောနေတယ်ခမာစကားကိုနားမလည်တဲ့ကျောင်းသားတွေရှိတယ်ရှိတယ်အင်္ဂလိပ်လိုပြောရင်နားလည်အင်္ဂလိပ်လည်းwell all right I don't know how many of you can follow were able to follow my studies but if I speak English would you be able to understand that's right all right so I'm speaking this now but I would also like you to learn Burmese, not because I'm trying to impose Burmese on you, because whether you like it or not, that is a language that is spoken throughout our country.
And we need to know the language that is spoken in our own country as well as that which is spoken throughout the world. We have to start with our own country. If we want to build up good relations with the world, we have to start with good relations in our own country. We know that we are a union. That is to say, officially we are a union. But I do not think that we are yet a genuine union. We are not yet a real union because there is not enough genuine unity. And unity can be only built up out of understanding. And understanding we can only achieve through communicating with one another. The language is very important. If you are able to communicate with others, you will be able to sort out your differences. You cannot always agree with one another because we are different. I'm told that I must go into the office, but I don't know what I'm supposed to do in the office. I don't have come here to talk to you. So, but if there's anything that you want me to do in the office, I'd be happy to do it. Just for 5 minutes. All right. Yes. So, I'm sorry, I should start you off in English, but I generally make a point of speaking Burmese as far as possible when we are gathered together all in the same country. Just to remember that we have special bonds that are special to us. But please try to improve your English, that will help you in the world at large. But please also try to learn Burmese. I know that it seems unfair that I'm asking you to learn Burmese rather than me learning your language. But I think we have to be practical in such matters. If you can speak Burmese, you can speak to different peoples all